ဆိုတော့ same mindset ဆိုကိုကပစ္စည်းတစ်ခုရောင်းပြီးဆိုတော့ဒီလုပ်ငန်းတစ်ခုလုပ်ပြီးဆိုရင်ရောင်းတော့မယ်ဆိုရင်တို့ဒီ mindset တွေမရှိထားလို့မရပါဘူးဆိုတော့ဒီ same mindset ကအရင်အရေးကြီးပါတယ်ရောင်းတဲ့ဒူတိုင်းရဲ့အရေးကြီးတယ်ဆိုတော့ same mindset ၄ချက်ကိုတို့ပြောပြသွားမယ်နံပါတ်1ဒီဆိုတော့ confidence ပါ confidence ပေါ့နော်ဆိုတော့ Okay confidence ဆိုတာကကိုဈေးရောင်းခင်မှာဆိုပစ္စည်းတစ်ခုရောင်းတော့မယ်ဒီ online ပေါ်မှာလည်းဆိုဈေးရောင်းတော့မယ်ဆိုရင်ကို confidence ရှိဖို့လိုတယ်ကိုကဘာအတွက်ဈေးလိုက်ရောင်းတာလဲကိုကကို confidence မရှိဘူးဆိုတို့ဈေးရောင်းလို့စမပြေဘူးเนาะ confidence ကိုကဘာပစ္စည်းလဲရောင်းမှာလဲ okay တို့ဒီဇဲနဲ့ပတ်သက်လို့တို့ရောင်းမယ်ဒီအထည်ရောင်းလို့မယ်ဆိုရင် confidence ကိုရဲ့ပစ္စည်းပေါ်မှာကို confidence အပြည့်နဲ့လာမယ်အခုငါလူတွေကိုလာကူညီတာငါဒီပစ္စည်းလဲရောင်းနေဆိုတာကလူတွေအတွက်ငါအကျိုးပြုနိုင်တဲ့အရာတွေကိုငါလည်းလုပ်ပေးတာအဓိကရောင်းချခြင်းဆိုတာကတို့ကူညီခြင်းလို့တတ်မှတ်ထားရမယ်တို့ဒီဒီဇဲလုံးဒီတို့အထည်ပေါ့နော်အထည်လာရောင်းပြီးဆိုတာလည်းခုနပြောတဲ့တို့ဒီလူတွေကိုငါကလာကူညီတဲ့လူတယောက်ဖြစ်တယ်လူတွေရဲ့လိုအပ်ချက်ကိုငါကရောင်းပေးနိုင်တဲ့လူတယောက်ဖြစ်တယ်ကိုကဒီဇဲ order လက်ခံနေဆိုရင်လည်းဒီ order မှာတို့လိုအပ်ချက်ကိုငါဘယ်လိုတိလုပ်ပေးနိုင်ဆို confidence ကအရေးကြီးတယ်ပေါ့နော်ဆိုရင်နံပါတ်2အချက်မြင့်နေအောင်လုပ်မယ်ကိုယ့်ရဲ့ပစ္စည်းကိုကိုတန်ဖိုးမြင့်နေအောင်လုပ်မယ် mindset เนาะ same mindset ရောင်းတဲ့လူကကိုဖြစ်တဲ့အတွက်ကိုယ်တိုင်ကအဲ့လိုစိတ်ဓာတ်မျိုးရှိရမယ်အဲ့လို mindset မျိုးရှိရမယ်တန်ဖိုးမြင့်အောင်လုပ်မယ်ကိုတန်ဖိုးမြင့်အောင်လုပ်မယ်ခုနကပြောတဲ့အတိုင်း confidence ပေါ့ကိုကပစ္စည်းလာရောင်းတာလာကူညီရဲ့လူတရားလူတွေကိုလာကူညီတာသူတို့လိုအပ်ချက်ကိုကိုကပြောပြတာ okay နံပါတ်2အနေနဲ့တန်ဖိုးကိုကကိုတန်မိုးမြအောင်လုပ်တယ်ဆိုတာငါကလူတွေယုံကြည်ရတဲ့လူတွေကငါ့ကိုမြင်တာနဲ့ဒီလူကိုမြင်တာနဲ့တန်းပြီးတော့အော် तू ကယုံကြည်ရတယ် तू ကငါတို့ကိုကောင်းဆုံးနေပေးနေတယ် तू ကငါတို့ဘယ်တော့မှဂျင်းမထည့်ဘူးအဲ့လိုပုံစံမျိုးကိုတန်မိုးမြင့်အောင်လုပ်မယ်ကိုခုနတဲ့အတိုင်းပဲရောင်းချခြင်းကိုကိုညီမှုလို့ကိုကမတတ်မှတ်ထားဘူးမစင်စားထားဘူးဆိုရင်တော့တို့အရေးရှိသွားလို့မရဘူးเนาะဒါနံပါတ်2အချက်နံပါတ်3အချက်ဒီ energy နဲ့ emotion ကိုယ့်ကိုလူတွေကကြည့်လိုက်တာနဲ့ဟာဒီလူကတက်ကြွနေလိုက်တာဒီလူကသူ့ရဲ့ပစ္စည်းပေါ်မှာယုံကြည်မှုရှိနဲ့သူ့ရဲ့ energy ကောင်းလိုက်တာသူ့ရဲ့လှုပ်ရှားမှုတွေသူ့ကိုကြည့်လိုက်တာနဲ့ကြွေစရာကောင်းဟာ तू active ဖြစ်နေ तू အရင်ချစ်စရာကောင်းတို့အရင်ကြီးချောနေဖို့လိုတာကိုပြောတာမဟုတ်ဘူးမချောအရင်ကြီးချောနေဖို့ပြောတာမဟုတ်သူ့ကိုကြည့်လိုက်တာနဲ့ active ဖြစ်နေတာအမြဲသူ့ကြည့်တက်ကြွပြီးအမြဲတမ်းကိုပျော်ရွှင်နေပြီးတော့ तू emotion တအားကောင်းနေလူတွေကကိုယ့်ကိုဈေးဝယ်တော့မယ်ဆိုရင်ကိုယ့်ရဲ့ energy နဲ့ emotion ကိုဝယ်ကြတာပေါ့နော်တာပေါ့နော်ကိုယ့်ရဲ့ energy နဲ့ emotion ကိုလူတွေကဝယ်တာတော့ဒီအတန်နည်းနည်းနာနေလူတိတ်နေမကောင်းဖြစ်နေတော့လေအတန်ကတိတ်ပြီးတော့မထွက်ချင်နေဘူးပေါ့နော်နည်းနည်းလေးတိခံပြီးတော့ကြည့်ပေးပါโอเคနံပါတ်4အချက်အရင်ရေးကြီးပါတယ်နံပါတ်4အချက်ဘာလဲဆိုတော့ကိုယ့်ရဲ့တန်မိုးကိုနေ့စဉ်စစ်ဖို့လိုတယ်ကိုကလူတွေကိုကျွန်တော်ခုနကပြောတဲ့အတိုင်းရောင်းချခြင်းကိုကူညီမှုလို့တို့တတ်မှတ်လိုက်ပြီဆိုရင်တော့ကိုပစ္စည်းပေါ်မှာကို confidence ရှိမယ်ကို confidence ရှိမယ် energy အပြည့်နဲ့ emotion အပြည့်နဲ့အမြဲတမ်း active နေဖြစ်နေမယ်ကိုရဲ့ပစ္စည်းကိုကိုကလုံးဝယုံကြည်မှုရှိအာမခံချက်အပြည့်ပေးနိုင်မယ်တောင်းဝမှုအပြည့်ပေးနိုင်မယ် okay ကိုကလူတွေကိုတနေ့ငါဘာတွေကူညီလိုက်ပြီလဲဘယ်လိုလူတွေအတွက်ငါဘယ်လောက်ထိအကျိုးဖြစ်လိုက်ပြီလဲ okay ကိုရဲ့ messenger ကိုလာမယ်ကိုရဲ့ဒီ Viber ကိုလာမယ်ကိုရဲ့ဒီ TikTok ကိုလာတယ်ကိုရဲ့ customer တွေဆိုရင်လည်းသူတို့ကိုဒါတွေလိုချင်တယ်ဒါတွေရတာကိုကသူတို့လိုတာဘာတွေလိုအပ်တာလဲဘာတွေကူညီပေးရမလဲဘယ်လိုတွေလုပ်ပေးရမလဲဘယ်လိုအရာတွေကိုလိုချင်တာလဲအဲ့လိုပုံစံမျိုးကိုဘယ်လောက်ထိပေးနိုင်ပြီလဲကိုရဲ့တန်ဖိုးနေ့စဉ်စစ်ပါငါဘယ်လောက်ထိတန်ဖိုးရှိတဲ့လူတယောက်ဖြစ်နေပြီလဲပေါ့နော်အမြဲတမ်းစစ်ဖို့လိုပါတယ်ဒီလေးချက်ဒီဆိုတော့အရင်ရေးကြည့်ပါတယ်ဆိုတော့ဒီ same mindset နဲ့ပတ်သက်ပြီးဆိုတော့ class လေးဖွင့်ထားပါတယ် zone class လေးပါတင်တဲ့2ရက်ကြာပါမယ်အထူးကြီးလေးနဲ့ဆိုတော့ပေးထားပါတယ်တင်တဲ့ join လို့ရပါတယ် okay တို့ဒီတင်တဲ့မှာဆုံကြပါမယ်